Hello Morning ပါအခုကတော့ကျွန်တော်တို့လင်းမြန်းနေရောက်ပါတော့ကျွန်တော်ဒီနေ့ကတော့ကားဝယ် vlog လေးပဲဖြစ်ပါတယ်သူ့အတွက်လဲသူ့အတွက်ပဲဆိုတော့ကျွန်တော်ညောင်းလို့တော့ပါမန်နေဂျာသူ့အတွက်ပြောသူ့အတွက်မဟုတ်ကျွန်တော်အဓိကစီအဲ့ကား showroom ကကျွန်တော်အိမ်နဲ့တော်တော်ဝေးတော့ကျွန်တော်လမ်းလျှောက်ပြီးတော့လို့ပါဟဲ့သူကလေမျက်ကိုဝယ်ပေးမဲ့ဆိုပြီးတော့သူမျက်ကိုမဝယ်ပဲနဲ့သူကသူဝယ်လိုက်တာWow surprise ကိုကတော့မဟုတ် showroom ကလောက်ထားပေးရပါဒါကတော့ Avatar 1 2ပါဒါကအထဲမှာနဲ့တူလိုက်ကြည့်မယ်နော်မြက်ကဒါ first impression အထဲမှာဘာတွေပါလဲဘာ function တွေပါလဲဘာမှမသိဘူးကိုကဝိုင်းမဲ့သူပဲရှိထားပြီးသားဆိုတော့မြက်တို့အထဲမှာတစ်ချက်လောက်လိုက်ကြည့်ပေးပါAvatar မှာဒီလိုတကားအဖွင့်အပိတ်တွေအားစားဒီလိုခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့အရာအလုံးကအရန်အထာကြရပေါ့နော်တော်တော်လေးကိုဖွာနေပြီတကားဖွင့်ပိတ်နေတယ်ကဲကျွန်တော်ဒီ Avatar 1 2ကိုဘာကြောင့်ရွေးလိုက်လဲဆိုတော့လုံးဝသူကတွင်းကန်းထဲကိုဝင်လိုက်တာလည်းဗျတကယ်ကိုဒီလိုလေးပြန်သိရမှာလေးပြန်ရဲ့ဒီ cockpit ထဲရောက်သွားတဲ့အတိုင်းပဲအော်ရေးလေးကိုဒီ steering wheel ရတဲ့အရန်မိုက်တယ်ပြီးရင်ကျွန်တော်အရန်သဘောကျတာကျွန်တော်တို့ဒီ exterior အဖြူရဲ့နောက် exterior purple နှစ်ခုရှိရပါတော့အဲ့နှစ်ခုကဒီအတွင်းငန်းနဲ့တော်တော်လိုက်ဖက်တယ်ဘာလို့အတွင်းငန်းကကျွန်တော်တို့အဖြူရဲ့ဒီ purple ကိုသူကသုံးတာလုံးဝဒီ purple ကလေကျွန်တော်ရုပ်တရက်ကြည့်လိုက် gray ကလားဒါပေမဲ့သူကလုံးဝတကယ်ကို purple ဒီကမြန်မာပြည်မှာ The Great Merger ဆိုတဲ့ဒီ company ကပေါ့နော် Avatar ကိုသူကတရားဝင်တင်သွင်းတော့ပထမဆုံး company အဲ့ဒီအတွက်ကြောင့်ဒီ Avatar 1 2တွေအကုန်လုံးတော့ global version ရတယ် global version ဖြစ်တဲ့အတွက်ဒါအကုန်လုံးကကျွန်တော် CarPlay အကုန်ရတယ်Spotify တို့ Apple Music တို့အကုန်လုံးကဒီထဲမှာသုံးလို့ရတယ်အကုန်ရလားအကုန်ရတယ်ကြားလိုက်လားဒါကသူက360 camera တွေအကုန်ရတဲ့အပြင်ကိုဒီကျွန်တော်တို့ Batman ကြည့်ရင်လည်းဒီ Batman ကသူက camera နဲ့ပေါ့နော်သူကအရန်မိုက်တယ်သူကလုံးဝဟိုတကယ်ကိုလုံးဝသူက futuristic ပဲသူကပြီးရင်သူက luxury အရန်ဆန်တယ်ဒါကျွန်တော်ဒါဟိုဟာပေါ့ကိုဝယ်လိုက်လို့ပြောတာမဟုတ်ဘူးသူကလေ function တွေအများကြီးပါတယ်မိမရဲ့အဲ့ထဲမှာမှရှင်အရန်သဘောကျအောင်လည်းဟာတခုပြမယ်သူကဒီမှာ scenario mode ဆိုတာရှိတယ်အဲ့ဒီမှာအခုကွာဟိုမှာကိုတို့ခီးရပါထွက်လို့လမ်းမှာနားကျင်တယ်ကွာခဏလေးအနားယူကျင်တယ်အိတ်ကျင်တယ်ဆိုရင်ဒီမှာ rest ဆိုတဲ့ဟာရှိတယ်အဲဒီ rest mode တွေကိုနှိပ်လိုက်လို့ရှိရင်ဟိုမှာထားပါတော့ဒီမှာ timer တွေပေးလို့ရတယ်ဟိုမှာ second 30လားဘယ်လောက်လဲ something ပေါ့နော် Okay start resting ဆိုရင်ဒီမှာကြည့်ထိုင်ကုန်ကြီးကလုံးဝတကယ်ကို zero gravity ဖြစ်သွားဒီမှာအတန်က对啦，အတန်လေးကဒီထဲမှာအဲ့လိုဟိုညာဘက်ကွာတိလားဟိုပိုးဆုံးကျူးလို့ပါလို့အတန်လိုမျိုးလေ对လားဒီမှာပါတဲ့ function တွေအကုန်လုံးထဲမှာမြက်ကတော့ဒီ function အကြိုက်ဆုံးပေါ့နော်အရန်အဲ့လို peace ပေါ့နော်အရန်အေးချမ်းသွားပြီးတော့အရန်အနားယူလို့ကောင်းတဲ့ function တခုပေါ့နော်ဟိုမှာတော့တီလုံးလေးအောင်မြတ်တို့ဘာတချင်းရွေးထည့်လို့လိုက်လို့လည်းမသိကျဲပိုးဆုံးကျိုးအတန်လေးတွေနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းသူအဲ့လိုအတန်လေးရွေးလိုက်လို့ရခုနပြတယ်လို့ဒါမှမဟုတ်ရေလိုင်းတန်လေးတွေနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းသူအဲ့ mode ဖြစ်သွားတာပေါ့နော်အခုကကျတော့ကျဲဒီလာတွေကိုကြည့်ပြီးတော့အေးဆေးလို့ချစ်သူနဲ့ chill လုပ်ရတဲ့ vibe ဆိုတော့မြတ်ကတော့ဒီကားတစ်စီးလုံးမှာအဲ့ဒီ function တော့အကြိုက်ဆုံးပဲဒီ panorama roof နဲ့ဆိုရင်ဒီညာဘက်ကကွာဥမာအပြင်အောက်တို့ရောက်နေပဲဆိုကောင်းငင်ရဲ့ကျယ်တွေဘာတွေကိုကြည့်ပြီးတော့ဒီအတန်လေးနဲ့ကြည့်ပြီးဒီအတန်ကိုမကြိုက်ဘူးဆိုရင်မှဒီမှာကြီး waves ဆိုတာရှိတယ်ဒီကားရှိသေးပြီမယ်နော်အတန်လေးကမကြီးသူကပတ်လေကွာသူကအဲ့လိုရေလိုင်းတန်လေးပါလေးနဲ့သူကလုံးဝ relaxation ပြီးရင်ဒီထိုင်ကုန်ဆိုရင်လုံးဝကိုတို့ဟိုဟာဗာလေဒီဟိုလေးရမ်းပေါ်မှာလေလေးရမ်းပေါ်မှာတဲ့မှာဒါ business class တွေပါအဲ့လိုအထာနဲ့လုံးဝဖြစ်သွားပြီပြီးရင်ဒီမှာဆိုမကြီး rainy day ဒါဆိုရင်တော့မိုးတန်လေးနဲ့very good ပဲရမ်းမိုက်တယ်နော် okay ဒါတခုပေါ့နော် okay ဒီ function ကိုထွက်လိုက်ပြီဆိုတာနဲ့မတွေ့တာမိုက်ထိုင်ကုန်ကတော့သူပြန်တက်သွားပြီဒီဘက်ဘေးကအချားဟာတွေရောဒီ pad ကတော့ကိုအဲ့အောင်မဆန်းဘူးဒီဒါပေမဲ့ဒီ fireplace ကတော့ကိုစမ်းကြည့်ရ fireplace ကဥမာကိုတို့အချို့နိုင်ငံတွေမှာဆိုအဲ့လိုနှင်းပါအရန်ကြတဲ့နေရာတွေဆိုရင်ဒီ fireplace ကိုနှင်းလိုက်ပြီဆိုတာနဲ့ဒီမှာကြီးချက်ချင်းအော်ဒီမှာအနီအောင်ချက်ချင်းပြောင်းသွားသူကဒီမှာကြီးပူလာတယ်
အော်မီးလုံးလို့ရ ဟုတ်တယ်မီးလုံးနဲ့ဟာကျန်းတယ်နော်ဒီမှာတွေ့လားမီးလုံးနဲ့ဟာပြောသွားပြီဒီမှာပူလိုက်ဒါကြီးဆိုတက်မှာလုံးတောင်ကြီးကိုသွားလို့ရှိရင်ကွက်ဒီအန်ပြေတာ exit လောက်လိုက်โอเคကား washing အောင်ကား washing ကဒီကားကိုဟိုသူများနိုင်ငံကြီးမှာဆိုရင်အဲ့လိုဟိုကားဟိုဗာလေလူမလို့ပဲနဲ့သွားလို့တဲ့ဟာမျိုးမှာသုံးရတဲ့ mood ဖြစ်ဒါတော့မသိဒီကတော့ cinema ကတော့ဟိုမနေ့ကတော့ဒီက series ကပြတာတော့ဒါကတော့ဟိုUSB ထိုးရမယ်ပေါ့နော် USB ထိုးပြီးတော့လို့ရှိရင်ဒီဟာကြီးဟိုရုပ်ရှင်ကြည့်လို့ရတယ်ဆိုတာဟာကားတစ်စီးနဲ့လည်းအရာအလုံးပြည့်စုံနေနော်ပြီးရင်ဒီကဆိုရင်သူကလုံးဝအမိုက်စားဒါကအရမ်းမိုက်တယ်ဗျာကားကလုံးဝတကယ် luxury ဖြစ်ဒီနိုင်ဆိုရင်ဖုန်းချာဂျင်သွင်းလို့ရတဲ့နေရာတွေရှိတယ်ဒါပေမဲ့သုံးထားတဲ့ material တကယ်ကို luxury ဟိုအိမ်မှာလေးတကယ်ကိုပြင်လာခဏနာအိမ်နေမှာသုံးတဲ့color တွေရောဒါ EV ရဲ့တကယ်ဒါလုံးဝ next level တခုမှရောက်နေတယ်ဒါတကယ် luxury ကားပေါ့နော်တော်မိုက်တယ်အဲကြောင့်ဒီကားပဲရွေးပြလိုက်တယ်ကဲလားကျွန်တော်နောက်ထပ်ဘာကြောင့်ဒီကားကိုရွေးချယ်လိုက်တယ်ဆိုတော့နောက်ထပ်အချက်လေးနှစ်ချက်ပဲထပ်ပြောလိုက်တော့အများကြီးပြောမနေတော့နောက်နေ့ကျမှဒီကားကိုကျွန်တော် fully drive လုပ်ပြီးရင်ကျွန်တော်ဒါကို review သေချာလေးပေးမယ်ဒီနေ့ကတော့ဒါကားလာယူတဲ့နေ့ပေါ့နော် showroom မှာGreat Marja တွင်းလာတဲ့ဒီ avatar ကားတွေကကျတော့ဒါ official distributor ဖြစ်တဲ့အတွက်ကြောင့်မလို့ကားမှာဒီလိုအပ်တဲ့ spare parts တွေပြီးသွားလို့ရှိရင် after sales service တွေကစတနေရာထဲမှာဒီအရှိမ show နော်ဒီနောက်မှာကဒီ after sales service ပေါ့နော်အကျယ်ကြီးပဲတကယ်ကိုကောင်းမွန်နဲ့ချိန်တလို့ဝယ်ယူမဲ့သူကရွေးချယ်ပိုင်ခွင့်ရှိရတည်ကြလာပြီးတော့လေးလာလို့ရတဲ့အတွက်ကြောင့်မလို့ဟိုမြတ်တို့ကလည်းဒီ EV ထဲမှာတကယ်ကို luxury stand နဲ့ဒီ avatar 1 2ကိုရွေးချယ်ပြီးဝယ်ဖြစ်သွားတာ luxury stand မဟုတ်သူကတကယ် luxury ကားပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီအခုပေါ့ဗျာကားစီးလိုက်ပြီဆိုရင်ကျွန်တော်တို့အမြဲတမ်း worry ဖြစ်ရဆိုတာဒီ spare parts တွေပေါ့ spare parts တွေရဲ့နောက်ပြီးတော့အကယ်၍ဥပမာဟိုပေါ့ကျွန်တော်တို့ကားတစ်ခုဖြစ်တယ်ဆိုရင်ဒီservice ကိုပေးနိုင်မလားပေါ့ဆိုတာအဲ့ဒီအတွက်လုံးဝပူစရာမလိုဘာကြောင့်လဲဆိုတော့ဒီ avatar ဒီ the great marja ကဒီ after sales team ပေါ့နော်ဒီဟို service လုပ်ပြီးတဲ့တစ်ဖွဲ့လုံးကသူတို့ကထိုင်းက avatar ထိသူတို့ကသွားပြီးတော့အဲ့မှာဒီဗာလဲတရုတ်ပြည်က avatar ရုံးချုပ်ကနေကိုသူတို့ကလွတ်ထားတဲ့ဒီအဖွဲ့ကြီးစီမှာသူတို့ကတေချာတင်ကြားပြီးတော့ဒီမှာလိုအပ်တဲ့ tools တွေ train အကုန်လုပ်တယ်ပြီးသွားမှဒီ tools တွေရောနောက်ပြီးတော့ကျွန်တော်တို့after sales အတွက်အကုန်လုံးလိုအပ်တဲ့ဒီ spare parts တွေအကုန်လုံးသူကဒီမှာထားတာပါเนาะအဲ့တော့လုံးဝဒါကျွန်တော်တို့ပြည့်စုံပဲเนาะနောက်ဆက်တွဲဘာမှတိတ်ဆိတ်ထူးကြအကြောင်းရင်းလုံးဝမရှိဘူးပေါ့เนาะဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကားလေးကိုတော့ကျွန်တော်တို့ရှေ့အပတ်မှာကျွန်တော်တစ်ပတ်လောက်ကျွန်တော်တေချာလေးစီးကြည့်ပြီးသွားလို့ရှိရင်ကျွန်တော် review လေးပြန်လုပ်ပြပါမယ်အဲ့ကြလို့ရှိရင်ကျွန်တော်နောက်ပို့စီတစ်ခုနဲ့လာခဲ့ပါမယ်โอเคအဲ့တော့အားလုံး bye bye ကားနှစ်စီးဝယ်ပြီလို့ကျေးဇူးအများကြီးတင်တယ်နော်